လုပ်ငန်းမှာ system မရှိဘဲနဲ့လုပ်ငန်းတွေထပ်ပြီးတော့တိုးချဲ့နေတာကကိုယ့်ရဲ့လုပ်ငန်းကိုကိုယ်တိုင်ပြန်ပြီးတော့ထောင်ချောက်ဆင်နေရတဲ့အတူတူပါပဲဒီနေ့မှာတော့လုပ်ငန်းရှင်တိုင်းတည်ထားတဲ့ growth trap လို့ခေါ်တဲ့တိုးတက်မှုထောင်ချောက်ဆိုတဲ့အကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်growth without system ကတော့ chaos တွေကိုပဲပို့ပြီးတော့ဖြစ်လာစေလိမ့်မယ်အဓိပ္ပာယ်ကဘာလဲဆိုတော့ system မပါဘဲနဲ့ system မရှိဘဲနဲ့လုပ်ငန်းကိုထပ်ချဲ့တာကပို့ပြီးတော့ရှုပ်ထွေးမှုတွေကိုပဲဖြစ်လာနိုင်စေပါတယ်။ဘာနဲ့တူလဲဆိုတော့ engine မပါတဲ့ကားကိုတောင်ပေါ်ကိုတွန်းတင်နေရတဲ့အဓိပ္ပာယ်ပါပဲ။အဲ့တော့ကျမတို့တွေတွန်းနေတော့အပေါ်ကိုရွေ့နေမယ်တက်နေမယ်လက်လွတ်လိုက်တာနဲ့နောက်ကိုပြန်ပြီးတော့လိမ့်ကျလာမှာဖြစ်ပါတယ်။အမျိုးသမီးဝေးready to wear အင်ဂျီတွေကိုရောင်းတဲ့အထည်ဆိုင်လုပ်ငန်းရှင်တယောက်နဲ့ကျွန်မတွေ့ပူတယ်။သူကသူ့ရဲ့အထည်တွေကိုသူကိုယ်တိုင်ပဲရောင်းတယ်။ customer ကိုသူကိုယ်တိုင်ပဲဝန်ဆောင်မှုပေးတယ်။စီးရင်တွေသူကိုယ်တိုင်စစ်တယ်။ပစ္စည်းလိုရင်လည်းသူကိုယ်တိုင်ပဲမှာတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ရောင်းအားတွေကလည်းအရန်ကောင်းလာတယ်။သူတယောက်တည်းနေတိုင်းဒီအလုပ်ကိုဝင်လုပ်နေတာဖြစ်တဲ့အတွက်အလုပ်တွေမှာတော်တော်လေးအဆင်ပြေတယ်။အဲ့တော့ဒါလည်းပဲသူကဘာစဉ်းစားလိုက်လဲဆိုတော့ဆိုင်ခွဲ3ဆိုင်ထပ်ပြီးတော့ဖွင့်မယ်ဆိုပြီးတော့ဖွင့်ချလိုက်တယ်။အဲ့တော့ဒီလိုဖွင့်ချလိုက်တဲ့အခါမှာသူ့မှာစနစ်တော့မရှိဘူးရောင်းအားကောင်းတာတခုပဲသူသိရတဲ့အတွက်သူစပြီးတော့ဆိုင်ခွဲတွေဖွင့်မယ်လို့သူစဉ်းစားတယ်စဉ်းစားပြီးဖွင့်လိုက်တဲ့အခါမှာဆိုင်ခွဲတစ်မှာပထမဆုံးစပြဿနာတက်တာကဘာလဲဆိုတော့customer ကပစ္စည်းတွေလိုချင်တယ်အများကြီးမှာထားတယ်ဒါပေမဲ့ဒီဝန်ထမ်းကတေးချာမမှတ်ထားလိုက်မိဘူးထပ်ပြီးတော့ order တွေမတင်ထားတာမျိုးတွေကြုံရတယ်အဲ့တော့ဒုတိယဆိုင်မှာကကြတော့ဘာဖြစ်လဲဆိုတော့ customer ကိုရင့်တီးပြောလို့ဆိုပြီးတော့customer က complaint နေတတ်တာကိုကြုံရတယ်နော်တတိယဆိုင်မှာကြတော့စည်ရင်းတွေကိုတေးချာမလုပ်ထားတဲ့အတွက်စည်ရင်းတွေပျောက်တယ်ပစ္စည်းစင်းတွေအများကြီးကွာတာကိုကြုံရတယ်အဲ့တော့သူဘာလို့ကလဲဆိုတော့နေတိုင်းသူဖုန်းတစ်ပွင့်ဖြေပြီးတော့နော်ဒီပြဿနာတွေကိုသူအမြဲတမ်းဖြေရှင်းနေရတယ်အဲ့တော့သူဘာဖြစ်လာလဲဆိုတော့လုပ်ငန်းကတော့ရောင်းအားတွေတက်လာတယ်ကြီးထွားလာတယ်သူစပြီးတော့စိတ်တွေညစ်လာတယ်သူလုပ်ငန်းခွင်မှာနေတိုင်းသူပြဿနာပဲဖြေရှင်းနေရတယ်စိတ်ရှုပ်ထွေးမှုတွေပို့ပြီးတော့ဖြစ်လာတယ်အဲ့တော့လုပ်ငန်းခွင်မှာသူမပျော်ရွှင်တော့ဘူးဒါဒီပါလဲဆိုတော့ကျမတို့စနစ်ကိုတေးချာမလုပ်ထားဘဲနဲ့လုပ်ငန်းကိုထက်ချဲ့တဲ့ growth trap ပဲဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဒီလိုဖြစ်ရတာလဲကျမတို့တွေ system တွေမရှိလို့ပါပဲအဲ့တော့ကျမတို့လုပ်ငန်းတစ်ခုမှာ systems run the business people run the system ဖြစ်ရပါမယ်အဲ့တော့ system ကလုပ်ငန်းကိုလည်ပတ်ရမယ်လူတွေကဒီ system ကိုလိုက်ပါပြီးတော့အကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်လူတွေပြောင်းသွားပေမဲ့လည်းကျမတို့လုပ်ငန်းကပုံမှန်အတိုင်းပဲလည်ပတ်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာလုပ်ငန်းရှင်တွေအတွက်ဒီ system တိစောက်တော့မယ်ဆိုရင်အရေးကြီးတဲ့အချက်3ချက်ကိုဒီမှာမျှဝေပေးခြင်းပါတယ်အဲ့တော့ name 1ကတော့ဗာလဲဆိုတော့ SOP ပါ Standard Operating Procedure လို့ခေါ်တယ်အဲ့တော့ဒီဝန်ထမ်းအသစ်တွေဝင်လာရင်တော့မှဘယ်လိုရောင်းရမလဲဘယ်လိုတွေပစ္စည်းစစ်ရမလဲနော် customer ကိုဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာကိုဖတ်ကြည့်ရတဲ့ချက်ချင်းသိနိုင်တဲ့လမ်းညွှန်ချက်တွေဒါမျိုးတွေကျမတို့ရေးထားဖို့လိုအပ်ပါတယ်အဲ့တော့နံပါတ်2ကတော့ KPIC ပါအဲ့တော့ Key Performance Indicator လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ဝန်ထမ်းတွေတယောက်ချင်းဒီဝန်ထမ်းကလုပ်ငန်းခွင်မှာထိရောက်လားတကယ်ကောစ조사ရဲ့လားဆိုတာကိုကျွန်တော်တို့တွေဒီတိုင်းစိတ်နဲ့မဆုံးဖြတ်ဖင်းနဲ့ကိုယ့်ရဲ့ခံစားချက်နဲ့မဆုံးဖြတ်ဖင်းနဲ့တကယ်ကို data တွေအတိအကျကိန်းကနန်းအတိအကျနဲ့တိုင်းတာလို့ရတဲ့ KPI တွေစပြီးတော့လုပ်ကြည့်ပါအဲ့တော့နံပါတ်3ကတော့ကျွန်တော်တို့ reporting system ပါကျွန်တော်တို့ညနေတိုင်းကျွန်တော်တို့ဒီ function စီကိုလုပ်ငန်းရဲ့အခြေအနေတွေဥပမာဒီနေ့ရောင်းအားတွေဘယ်လောက်ရှိခဲ့တယ်ကုန်ပစ္စည်းလက်ကျန်ကဘယ်လောက်လုပ်ငန်းခွင်မှာ non stock တွေကဘယ်လိုရှိခဲ့တယ်ဘာတွေရောက်လာတယ်ဆိုတာမျိုးကိုဒီနေ့တိုင်းအစီရင်ခံတဲ့ report စနစ်3ခုဒီ3ခုကိုစပြီးတော့လုပ်ကြည့်ပါကျွန်မစောနာကပြောတဲ့ SOP တွေ KPI တွေ reporting system ဒီ3ခုကိုစပြီးတော့လုပ်ငန်းခွင်မှာအသုံးချကြည့်ပါအဲ့တော့အားလုံးမှတ်ထားပါစနစ်မရှိတာကကိုယ့်ရဲ့လုပ်ငန်းကိုထောင်ချောက်ဆင်နေတာနဲ့အတူတူပါပဲကျမတို့တွေအိမ်ကြီးအိမ်ကောင်းတွေစောက်တဲ့အခါမှာ foundation ကအရေးကြီးတယ်လို့ပဲကျမတို့လုပ်ငန်းတွေတိုးတက်အောင်မြင်လာဖို့အတွက်ခိုင်ခန့်ဖို့အတွက်ဒီစနစ်တွေကအရေးကြီးရဲ့ system ကအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေကိုယ့်ရဲ့လုပ်ငန်းကိုစနစ်ကျအောင် system တွေတည်ချာလုပ်ထားဖို့အတွက်တိုက်တွန်းလိုပါတယ်ကျမကတော့ဖြိုးစစာမောင်ဖြစ်ပါတယ် The Genius Training Center ရဲ့ founder and master trainer တယောက်ဖြစ်ပါတယ်ရှင်